တယ်လီကျမ်းမာရဲ့ကျမ်းမာရေးပညာပေးအစီအစဉ်ကကြိုဆိုပါရစေအားလုံးပဲမင်္ဂလာပါကျမကတော့ဒေါက်တာဆန်နကူပါကျမဒီနေ့ပြောပြမှာကတော့နားကြီးမခံနိုင်တဲ့ယောဂမီဆိုဖိုးနီးယားအကြောင်းပဲဖြစ်ပါတယ်မီဆိုဖိုးနီးယားဆိုတာကအတန်တစ်ခုကိုကြားရလိုက်ချိန်မှာစိတ်ခံစားချက်အရာဖြစ်စေခန္ဓာကိုယ်ကအလိုလျောက်ဖြစ်စေမခံမရနိုင်အောင်တုံ့ပြန်မိလိုက်တာပဲဖြစ်ပါတယ်ဒီယောဂကိုတစ်ခါတရံမှာ selective sound syndrome လို့လည်းခေါ်ပါသေးတယ်မီဆိုဖိုးနီးယားကိုခံစားနေရသူတွေရဲ့ပြောကြားချက်အရသူတို့ဟာဂရင်းကထက်တဲ့အတန်တွေဖြစ်တဲ့အခြားသူအစားစားနေတဲ့အတန်အသက်ရှူတန်တကြွကြွမြည်ရဝါနေတန်တွေကိုမခံနိုင်ကြပါဘူးအချို့ကကြကွန်ပျူတာပေါ်လက်ကွက်ရိုက်တန်လက်ညှိုးတောက်ခောက်တန်တွေလိုထက်ခါထွက်ပေါ်နေတဲ့အတန်တွေကိုအတော်လေးမခံမရနိုင်ဖြစ်တတ်ကြပါတယ်ကျွမ်းကျင်သူတွေရဲ့လေ့လာတွေ့ရှိချက်အရမီဆိုဖိုးနီးယားကိုခံစားနေရသူတွေရဲ့အုံနောက်ဟာအတန်တွေကိုခွဲခြမ်းစိတ်ဖြာရမှာပြဿနာတစ်ခုခုရှိနိုင်တယ်လို့ဆိုကြပါတယ်။အုံနောက်တစ်ခုလုံးကို MRI scan ရိုက်ကြည့်တဲ့အခါအများစုမှာမိုင်လင်လို့ခေါ်တဲ့အရာလေးတွေများနေတာကိုတွေ့ရတတ်ပါတယ်။မိုင်လင်ဆိုတာအာယုံကြောဆဲလ်တွေရဲ့ပက်လယ်မှာတည်ရှိပြီးလျှက်စစ်ကြိုးမှာအုပ်ထားတဲ့အကာအကွယ်လေးတွေနဲ့သဘောတရားချင်းတူပါတယ်။ဒေါသထွက်ချိန်စိတ်လှုပ်ရှားချိန်စိတ်ခံစားချက်တစ်ခုခုဖြစ်ပေါ်ချိန်မှာပါဝင်လှုပ်ဆောင်ပေးတဲ့အုံနောက်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တဲ့ anterior insular cortex ဟာလည်းအတန်တွေကြားရချိန်မှာပုံမှန်ထက်ပိုပြီးလှုပ်ရှားနေတာကိုတွေ့ရှိရတယ်လို့ဖော်ပြကြပါတယ်။ယောဂလက္ခဏာတွေကိုတမန်ကနေပြင်းထန်အဆင့်ထိခံစားရနိုင်ပါတယ်။တမန်အနေထားမှာဆိုရင်အတန်တွေကြားရတဲ့အခါစိုးရိမ်သောကဝင်လာတာနေမထိထိုင်မသာဖြစ်တာထွက်ပြေးခြင်းစိတ်ပေါက်တာစိတ်ထဲအော်ဂလီဆန်လိုဖြစ်လာတာမျိုးခံစားရတတ်ပါတယ်။ပြင်းထန်တဲ့အနေအထားမှာဆိုရင်တော့ဒေါသထွက်တာထိမရအောင်ဒေါသပုံထတာမုန်းတီးစိတ်တွေပေါ်လာတာကြောက်စိတ်ပေါ်လာတာထိတ်ထိတ်ပြပြဖြစ်တာအလွန်မင်းစိတ်တော့ကရောက်သွားတာမျိုးအထိဖြစ်ပေါ်နိုင်ပါတယ်။ဒါအပြင်ခန္ဓာကိုယ်မှာလည်းချွေးစေးပြန်တာနှလုံးကုန်မြန်လာတာစက်သိမ်းထတာရင်ဘတ်တင်းကျပ်နေသလိုဖြစ်တာသွေးပေါင်ချိန်တိုးလာတာစတဲ့လက္ခဏာတွေကိုတချို့မှခံစားရတတ်ပါတယ်။မီဆိုဖိုးနီးယားလက္ခဏာတွေကိုအသက်9နှစ်ကနေ13နှစ်အရွယ်တွေကပုံမခံစားရလေရှိပြီးအမျိုးသမီးတွေမှာပိုပြီးအဖြစ်များပါတယ်။ဖြစ်ပွားရတဲ့အကြောင်းရင်းကိုတိတိကျကျမသိရပေမဲ့အကြားအာရုံမှာပြဿနာဖြစ်နေတာမျိုးနားမကောင်းတာမျိုးနဲ့သက်ဆိုင်မှုတော့မရှိပါဘူး။အချို့ကမီဆိုဖိုးနီးယားကိုစိတ်ကျန်းမာရေးနဲ့ရာနှုန်းပြည့်သက်ဆိုင်တယ်လို့ယူဆကြပြီးအချို့ကကြစိတ်ကျန်းမာရေးတစ်ဝက်အုံနောက်ပြဿနာတစ်ဝက်လို့ယူဆကြပါတယ်။တစ်ခါတလေမှာမီဆိုဖိုးနီးယားကိုစိုးရိမ်သောကများတာနောက်ပြီး bipolar disorder စိတ်ကြွစိတ်ကြယောဂတို့နဲ့ရောပြီးအမှတ်မှားတတ်ကြပါသေးတယ်။မီဆိုဖိုးနီးယားကိုသက်သာစေဖို့ဘယ်လိုလုပ်နိုင်မလဲဆိုရင်ဆူညံမှုကိုဖျောက်ပေးတဲ့ noise cancelling system ပါတဲ့နှာချက်တွေတက်ထားတာသချင်းအေးလေးတွေနားထောင်တာတရားထိုင်တာစတဲ့အရာတွေနဲ့အာရုံလွှဲနိုင်ပါတယ်။မီဆိုဖိုးနီးယားခံစားနေရသူတွေဟာဘေးလူတွေစီကနေယူကြောင်ကြောင်နိုင်တဲ့ဆက်ထိမခံဖြစ်နေတယ်။စီစာကြောင်နဲ့စတဲ့မှတ်ချက်တွေကိုကြားရမှာစိုးရာကြောင့်မိမိတို့ခံစားနေရတာကိုထုတ်ဖော်ပြောလို့မရှိပါဘူး။တကယ်တမ်းမှာမိမိအဆင်မပြေတာကိုထုတ်ဖော်ပြောဆိုပြီးအတန်ဖန်တီးနေသူကိုရက်တန့်ခိုင်းတာအတန်တိုးခိုင်းတာတွေလုပ်ခိုင်းတင်ပါတယ်။နောက်ပြီးတက်ကျွမ်းနားလည်တဲ့စိတ်ကျန်းမာရေးဆရာဝန်တွေနဲ့မိမိခံစားနေရသမျှကိုဆွေးနွေးတိုင်ပင်ပြီးစိတ်တည်ငြိမ်စွာရင်ဆိုင်နိုင်မဲ့နည်းလမ်းတွေကိုတောင်းခံတာကမီဆိုဖိုးနီးယားခံစားနေရသူတွေအတွက်အကောင်းဆုံးနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။အကယ်၍များကျမပြောပြတာကိုနားထောင်နေတဲ့သူတွေထဲမှာမီဆိုဖိုးနီးယားကိုကိုယ်တိုင်ခံစားနေရတာဖြစ်စေဖွင့်ပြောရခက်တဲ့စိတ်ကျန်းမာရေးပြဿနာတွေနဲ့ရင်ဆိုင်နေရတာဖြစ်စေတယ်လီကျမ်းမှာအခမဲ့စည်းကမ်းမှာလာရောက်ဆွေးနွေးနိုင်ကြောင်းလည်းအသိပေးပါစေနော်။တယ်လီကျမ်းမှာဆရာဝန်များနဲ့အွန်လိုင်းမှာပိတ်ရက်မရှိအခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ကျမကတော့ဒေါက်တာဆန်နကူပါ။မြန်မာပြည်သူပြည်သားများအားလုံးဆရာနာရှင်စနစ်ဆိုးအောက်မှအမြန်ဆုံးလွတ်မြောက်ပြီးစိတ်ရောကိုယ်ပါကျန်းမာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ရေတော့ပုံအောင်ရမည်။ဝင်ရောက်ကြည့်ရှုပေးသူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်။ကျွန်တော်တို့ရဲ့ channel မှာကျမ်းမာရေးအသိပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုစင်ဆက်မပြတ်တင်ဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့် subscribe လုပ်ထားကြပါအောင်လို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။